ရေးပေါ်တဲ့မှာမြန်မာပြည်အနှံ့မိုးတဲထန်စွာရွာသွန်းပြီးရေကြီးရေလျံမှုတွေဖြစ်လာနိုင်လို့မိဘပြည်သူတွေအခုပဲကြိုတင်ပြင်ဆင်ထားကြဖို့လိုအပ်နေပါပြီမိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့အဆိုအရမေလဒုတိယပတ်မှာမြန်မာနိုင်ငံတဝန်းမိုးအရှိန်အလွန်ကောင်းလာဖို့ရှိနေပါတယ်အထူးသဖြင့်တနင်္သာရီတိုင်းတောင်ပိုင်းနဲ့ကပလီပင်လယ်ပြင်မှာမိုးရေချိန်150ကနေ200မီလီမီတာအထိစံချိန်တင်ရွာသွန်းနိုင်တယ်လို့သိရပါတယ်မေလ12ရက်နောက်ပိုင်းမှာတော့တောင်ပိုင်းတင်မကပဲအလဲပိုင်းဒေသတွေမှာပါမိုးတိတိတသားပိုလာပါမယ်မနက်ဖြန်မနက်အထိနေပြည်တော်ရန်ကုန်မန္တလေးအပါအဝင်တိုင်းနယ်ပြည်နယ်တော်တော်များများမှာမိုးရွာရန်80%အထိရှိနေပါတယ်မေလ14ရက်ထိရွာမဲ့မိုးဟာစိုက်ပျိုးရေးအတွက်အကျိုးပြုနိုင်ပေမဲ့ရုတ်တရက်မိုးတဲထန်မှုကြောင့်ဒေသအလိုက်ရေကြီးရေရှမ်းမှုတွေဖြစ်နိုင်ပါတယ်။ဒါအပြင်မိုးကြိုးပေးအန်ဒီရေကိုလည်းအထူးဂရုပြုကြဖို့မိုးစလကနှိုးဆော်ထားပါတယ်။ရာသီဥတုကရုတ်တရက်အပြောင်းလဲကျန်းနိုင်တာမို့မိသားစုနဲ့မိတ်ဆွေတွေသိရှိပြင်ဆင်နိုင်အောင်ဒီဗီဒီယိုလေးကိုအခုပဲ share ပေးလိုက်ပါအောင်။အားလုံးပဲဘေးကင်းကြပါစေ။